ရတယ်လीเนาะဒါကတော့အခုရလည်းမနေနိုင်တော့ဘူးထင်ပါဆူချလိုက်တာဖြစ်မဲ့အဓိကလူတစ်ယောက်မှာကဥဇာတာကောင်းမှုရည်ကြီးရတယ်เนาะဒါဆိုတော့အမပတ်စံမချမ်းသာရင်တောင်လေအမစိတ်ချမ်းသာဖို့ရည်ကြီးတာအမအဲ့ဒါမှတ်တာအခုအမလိုချင်တဲ့တိုင်းတာလေးရတော့အမစိတ်ချမ်းသာနေတယ်ချစ်တယ်ရောက်မှလည်းချစ်တယ်ရောက်ကတိလည်းချစ်တယ်တောက်ချစ်ပြီးတဲ့ရောက်မှတွေရောဒါရဲ့မွေးထုတ်ပြီးတဲ့မိခင်တွေရောဒါအရန်ကြည့်ကူးတင်တယ်ဒါအခုလူမျိုးလေးအေးချမ်းလေးဖြစ်သွားလို့မောင်ဒီနေ့တချင်းလေးတစ်ပုတ်ပေါ့နော်မောင်လေးရုပ်ရဲ့အိမ်ဝေးလူတချင်းလေးကိုမောင်တို့ဒီမှာလာရိုက်တာပေါ့နော်ဒါလှိုင်းတာရတယ်မောင်တို့ရမယ်ဘလို့လဲဆိုတော့အိမ်နဲ့ဝေးနေတဲ့သားသမီးတွေအတွက်ပေါ့နော်ခံစားလို့ကောင်းတဲ့တချင်းလေးပေါ့နော်ဆိုရင်တော့တချို့ဆိုလို့ရှိရင်နိုင်ငံရခြားတွေရောက်တဲ့ကလေးတွေရှိတယ်မိဘတွေကိုလွမ်းနေမိဘတွေဟိုအိမ်မပြန်နိုင်ပြန်လို့မရတဲ့အခြေအနေတွေရှိတယ်အဲ့လိုမျိုးအိမ်လွမ်းစွတ်တန်းတာပြီးတော့မနေအဲ့လိုမျိုးရေးလိုက်တဲ့တချင်းပေါ့နော်အောင်လေးကအဆူလဲကောင်းတယ်တကယ်လုံးဝနားဟောက်ပေါင်းဒီကိုရိုးရဲ့အတန်လည်းအတန်ပါဝါလည်းကောင်းတယ်နော်အတန်ပါဝါကောင်းတယ်နောက်သူကိုယ်တိုင်ရေးထားတာလည်းဖြစ်တယ်အဲ့လိုမျိုးဆိုတော့ဒီတချင်းကတော့ပေါက်လဲပေါက်ပြီးသားပါကျွန်တော်အရန်လည်းကြိုက်တဲ့ဒီတချင်းကိုမတော့အမေပေါ့ဒါတော့အဖေပေါ့ဖေကမှမိုက်နေဒီမရပေါ့မနန္ဒာပေါက်စားဒီဟွာပေါ့ဒီတချင်းမှာကျွန်တော်ကဟို2ဇန်ကျွန်တော်ဒရိုက်တာနောက်ပြီးတော့နောက်ထပ်ပြီးတော့2ဇန်တာကျွန်တော်အဖေဂိုက်တာတစ်ခါမှမလုပ်ဘူးဒါပထမဦးဆုံးလုပ်တဲ့ဂိုက်တာပဲနောက်ဘာဖြစ်လို့လဲဆိုတော့ဒီကလေးကိုပေါ့နော်ဟွာပေါ့ညီလေးကိုဖြစ်စေခြင်းတယ်နောက်ခုနပြောသူ့မှာအရေးချင်းရှိမှကျွန်တော်သိတယ်နောက်တစ်ခုကဘာလဲဆိုတော့နောက်လူငယ်တွေထဲမှာကိုပေါင်းမိတလောက်ဆိုလို့ရှိရင် respect အားတားကောင်းတယ်ဘသူပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့ senior တွေတွေ့ပြီးဆိုလို့ရှိရင်သူရိုးသေးရှိတယ်အားလေးကိုသဘောကျလို့အမှန်တကယ်တော့ဒီတချင်းကိုကျွန်တော်ရိုက်ဖို့ကျွန်တော်ခေါင်းဆောင်နဲ့ရိုက်ဖို့အဲ့မဲ့သူ့ကိုပေးပြီးတော့ရိုက်တာကိုမကိုကျွန်တော်အဲ့လိုပေါ့နော်အမေနာမှာတယောက်လိုတယ်ပေါ့အမေနာမှာတယောက်လိုတဲ့အချိန်မှာသွားတွေ့လိုက်တယ်ကိုဒီအဖေလုံးမဲ့လူကအသက်အရင်မကြီးသေးဘူးလေကိုလည်းပြောရသေးတယ်နော်အဲ့တော့အမကိုသွားပြီးတော့နေအောင်လေအမနဲ့ဒါဆိုတော့ခွက်တီပဲပေါ့နော်နောက်ပြီးတော့မတ်တာနဲ့ကိုကဟိုရင်းနှီးရှိတော့ဒီဘက်မှာတကယ်တမ်းအလုပ်လုပ်ရတဲ့အခါပေါ့အဲ့ဒီလုပ်ရတဲ့အခါဒီလိုလို့စင်ကောင်းတယ်လေမရှိန်တော့နော်သူလည်းကိုဟိုဖြစ်စရာမလိုတော့ဘောနော်ကိုကလည်းသူ့ကိုအားနာစရာမလိုတော့ဒါတော့လေတရားလူတရားမှာတစ်မျိုးစီပေါ့ယူသွမှုတွေတစ်မျိုးစီဟုတ်တယ်သူကလုံးဝယူသွတာလို့အဖြူတောင်မှပဲခါတိုင်းအများနဲ့အဖြူဒီနေ့တည်းမှနေသွားတာနေရုံဖြစ်သွားတာဟုတ်တယ်မသူဒါဇက်ကောင်ရသူဖြူဖို့လို့မရလို့နမို့ဆိုဖြူပဲဝှချင်တာသူကဖြူဝှချင်သေးတာအသာပူတော့ထားတာအဲ့လားဟုတ်တယ်စိတ်ချမ်းသာလို့ပါစိတ်ချမ်းသာလို့ပူလှတာစိတ်ချမ်းအားကြဟုတ်ပါကျွန်တော်အားကြတယ်သူတို့တော့စမ်းမကောင်းကံမကောင်းတော့ဘူးဒါလည်းလေဒါမှပြောနေကြစကားတစ်ခုပါပဲအမအသက်ရွယ်မနေတာမှပြတ်ကျော်ရတဲ့နှစ်တည်းကတော်တော်လေးများနေ40ကျော်ဆိုတာဒါနှစ်တဝက်ကျိုးတယ်လို့တော့ပြောလို့ရမှာနော်3ချိုး2ချိုးလည်းပြောလို့ရတယ်အဲ့လောက်မှအမဒါဖျားပြည့်လက်ဆောင်လေးပါအမပိုင်ဆိုင်ခွင့်ရတာဟုတ်တယ်အမကတော့အဲ့လိုပဲတွက်တယ်ဘာလို့ဆိုအမအရှိဒီမှာအမဒုက္ခခံရတယ်လीနော်ဒါကတော့အခုကြည့်ရတော့အခုရလည်းမနေနိုင်တော့ဘူးထင်ပါဆူချလိုက်တာဖြစ်မဲ့ဆူချလိုက်တာဖြစ်မဲ့စိတ်ချမ်းသာအောင်နေတော့ဆိုပြီးတော့မှဒါမှကောင်းတယ်လေငယ်တော့ကောင်းသားနေတော့မှအဓိကလူတစ်ယောက်မှာကဟိုဥဇာတာကောင်းမှုရည်ကြီးရတယ်နော်ဒါဆိုတော့အမပတ်စံမချမ်းသာရင်တောင်လေအမစိတ်ချမ်းသာဖို့ရည်ကြီးတာအမအဲ့ဒါမှတ်တာအခုအမလိုချင်တဲ့တိုင်းတာလေးရတော့အမစိတ်ချမ်းသာနေချစ်တယ်ရောက်မှလည်းချစ်တယ်ရောက်ကတိလည်းချစ်တယ်ချစ်တယ်ဟုတ်တယ်တယောက်နဲ့တယောက်မှာအဓိကနားလည်မှုအဲ့လိုမျိုးတလေးတစားလေးတွေရှိမှုအဲ့ဒီကနေသွားကြတာလေရောက်မှလည်းရောက်မှလို့မြင်သူကလည်း
ကိုကရောက်ခမလို့ထားတော့ရောက်ခမလည်းကိုချွေးမနေရသမီးလေးလိုချက်တယ်အဲ့လိုမျိုးလေးပါပဲဒါတို့လေ ဝမ်းသာတာပေါ့ဒါဝမ်းသာတာပေါ့ခုနအမပြောသူပဲပေါ့နော်ဒီလိုကန်တရားတွေကပတ်စံပေးဝယ်လို့မရဘူးငါရမ်းချမ်းသာလို့အဲ့လိုမျိုးစိတ်ချမ်းသာအောင်ဒီလိုမျိုးလေးရပါဆိုလို့မရဘူးဒါကန်တရားနဲ့အရင်ဆန်းတယ်အရန်ကန်ကောင်းလို့ပြောတယ်အဲ့အတွက်ကိုကလည်းအရန်ဝမ်းသာတယ်ဘယ်လိုလဲဆိုတော့ဂျန်တဲ့လူတွေကိုလည်းပေါ့နော်အဲ့လိုမျိုးဖြစ်စေခြင်းတယ် ဖြစ်စေချင်ပါတယ် ဂျန်တဲ့ဘသူတွေကတော့ဂျန်တယ်နော် ဘသူဘွားမှာရဲချောမွေမနေချောမွေတော့မှပျက်စီးသွားတာမျိုးလည်းတွေ့တယ်ကိုယ်လည်းဖြတ်ကျော်ခဲ့ရတာမျိုးတွေရှိတယ်အဲ့ဒီခါကျတော့အဓိကတော့လေဟိုဥဇတာလေးကောင်းဖို့ပေါ့အဲ့လိုဥဇတာလေးမှာစိတ်ချမ်းသာသာနဲ့နေထိုင်သွားရဒီစုကတော့လူတိုင်းလိုချင်တဲ့စုမျိုး လူတိုင်းလိုချင်တဲ့စုပါပဲ အဲ့ဒါလူသားပိုင်ဆိုင်ခွင့်ရလို့ဒါစိတ်ချမ်းသာတယ်တောက်ချစ်ပေးတဲ့ရောက်ခမာတွေရောဒါရဲ့မွေးထုတ်ပေးတဲ့မိခင်တွေရောဒါအရန်ကျေးဇူးတင်တယ်ဒါအခုလူမျိုးလေးအေးချမ်းလေးဖြစ်သွားလို့ခဲမှန်ဘူးတဲ့စာတငယ်နောက်ထပ်ခဲတွေကခဏမှန်မှန်များတော့အဲ့လိုမျိုးတွေပဲလေဒါမှန်တိုင်းပြောလို့ရှိရင်ယောက်ျားဆိုဒါမျိုးပဲထင်တော့တာလေသိတယ်မဖြစ်ဘူးလို့ပဲတွေ့တယ်ဒါပေမဲ့ तू ဆောင်းဝဲကိုဒါမရဘူး तू လည်းမရကုနာမကုနာဖြစ်တဲ့အခါကျတော့ ဒါဂုံလူပါပါသွားတာ ဂုံလူပါပါပြောမယ်ဆိုတော့လေပြောမယ်ဆိုတော့ဟိုအကယ်ဒမီမင်းသားရဲ့အကယ်ဒမီရတယ်လို့မျိုးပေါ့နော်သူ့လည်းအဲ့လိုမျိုးအကယ်ဒမီစုလေးပေးလိုက်တာအဲ့လိုမျိုး ကောင်းပါလေ तू တော်တော်ကြီးကိုစိုက်တဲ့ထဲမှာပါတယ်နောက်ပြီးတော့ तू ကအေးလေးပဲဘာလို့ကျွန်တော်နဲ့ခင်လာတဲ့ကြာပါပြီဘယ်စပါအားကောင်းတယ်ခုနလိုပဲလေနော်အဲ့လိုကြီးတဲ့လူဆိုအခုမင်္ဂလာပါအခုဘာလို့နေနေကောင်းလားဘာညာအဲ့လိုအေးချမ်းလေးပေါ့နော်ကြည်ရတာသူတို့ကိုကြည်ရတာကြည်တဲ့သူတိုင်းမြင်တဲ့သူတိုင်းစိတ်ချမ်းသာတယ် ဟိုမသိတဲ့လူတွေကြောက်လဲစိုးရိမ်တာပေါ့နော်ပူပန်ကြတာပေါ့နော်ဖြစ်နိုင်ပါမလားဒီအိမ်အောင်ကြီးကဒီမြဲပါမလားပေါ့နော်အဲ့အတွက်ကိုမစိုးရိမ်ပါနဲ့လို့ဒါတို့ကြိုးစားပန်းစားနဲ့ဒီအိမ်အောင်ကြီးလေးကိုတည်တတ်အောင်ပေါ့နော်ဒါတို့ကြိုးစားပါမယ်လို့ဒီတချင်းလေးထွက်လာလို့ရှင်ဒီချာနာထောင်ကြည့်ပါလို့ဒီနေ့ထိရောက်ပါတယ်ဒါတို့ကတော့အမခံတာပေါ့နော်ဒါတို့လည်းဒီရိုက်မယ်ဆိုတဲ့ဒီတချင်းလေးကိုဒါတို့ဥဆုံးနားထောင်ရတာပေါ့နော်ဟာမိုက်တယ်ပြီးတော့ဒီမောင်လေးကလည်းအဆိုးလဲကောင်းတယ်တချင်းလဲလည်းပေါက်ပြီးသားဆိုတော့မတို့တော်လည်းဝမ်းသာတယ်ဒီတချင်းလေးကိုမတို့ရိုက်ခွင့်ရတာအတွက်လေနော် နောက်တစ်ခုကဒီတချင်းနဲ့ live ဖက်အောင်လဲကျွန်တော်တို့ဇက်ကိုပြည်သက်တဲ့ရင်ပါတဲ့ကိုမထီဘူးဆိုတာမရှိဘူးထီအောင်ကိုပြစ်မှာတချင်းကိုကျွန်တော်တို့ကခံစားထားတဲ့လူဖြစ်တဲ့အတွက်လေနော်အဲ့တော့ထွက်လာရင်အားပေးကြပါလို့ဒီနေရာလေးပြောချင်ပါတယ်